Hello ဒီနေ့ teacher တို့သင်တဲ့ question လေးကိုလိုက်ပြီးတော့ကြည့်မယ်ဒီ question မှာသူကဗာပေးထားတာလဲဆိုတော့ a bicycle can travel 200 km on 25 liter of petrol တဲ့ petrol 25 liter petrol 25 liter မှာနေပြီးတော့သူကခရီးဘယ်လောက်ကိုသွားနိုင်လဲဆိုတော့200 km ကိုသူခရီးသွားနိုင်တယ်တဲ့ဒါကဗာလဲဒါပထမတစ်ကြောင်းပထမတစ်ကြောင်းလေးကို teacher ကဒီနေရာလေးမှာရေးလိုက်မယ်25 liter မှာနေပြီးတော့သူကဘယ်လောက်ကိုခရီးသွားနိုင်လဲဆိုတော့200 km ကိုခရီးသွားနိုင်တယ်ဒီချက်တော့တစ်ကြောင်းချင်းစီလိုက်ကြည့်မယ်ဟုတ်လားဒီကပထမတစ်ကြောင်းဆိုတော့နောက်တစ်ကြောင်းကဘာပေးလဲဆိုတော့ how far it can travel on 10 liter of petrol ဆိုတော့သူဟာ10 liter မှာသူဟာ10 liter petrol မှာသူဟာဘလောက်အကွာဝေးကိုသူဟာရောက်နိုင်မှာလဲဆိုတာလေးကိုမေးလိုက်တာအဲ့ဒါကြောင့်10 liter မှာဆိုလို့ရှိရင်ဒီချက်ကိုဘလောက်ရောက်နိုင်မှာလဲဆိုတဲ့ဟာလေးကိုမေးလိုက်တာသူ့ရဲ့အဓိကရည်ရွယ်ချက်ကကြတော့ဗာလဲဆိုတော့ဒီ25 liter မှာသူဟာ200 km ကိုရောက်နိုင်တယ်10 liter မှာသူဟာဘယ်လောက်ရောက်နိုင်မှာလဲအဲ့ဒါလေးကိုမေးလိုက်တာအဲ့ဒါကြောင့်တကယ်တော့တွက်တဲ့အခါဘယ်လိုတွက်မှာလဲဆိုတော့ဒီနေရာမှာ10 liter တွက်ကိုလိုချင်တယ်10 liter တွက်ကိုလိုချင်တော့အဓိကဒီချက်တို့မှာဒီညမှာပေးထားတာရဲ့ကိုလိုချင်တဲ့ဟာတွေကိုကြည့်မယ်။ဘာကိုလိုချင်တာလဲဆိုတော့ဒီမှာအကွာအဝေးတနည်းအားဖြင့်ဒီချက်တို့ကကီလိုမီတာကိုလိုချင်တာလိုချင်တဲ့ဟာကိုကိုယ့်ရဲ့ဘယ်မှာထားမှာလဲဆိုတော့ကိုယ့်ရဲ့ right ဒီ equal to ရဲ့ right ညာဘက်မှာထားမယ်။ဒီပေးထားတဲ့ဟာကိုကြတော့ဒီချက်တို့ကဒီ left ကိုယ့်ရဲ့ဘယ်ဘက်မှာထားမယ်။ဆိုတော့ဒီအပေါ်မှာတစ်ချောင်းက25 liter အဲ့ဒါကြောင့်ဒီချက်တို့ကဒီအပေါ်ကတစ်ချောင်းလေးမှာ25 liter ကိုဒီဘက်ကထားပြီးတော့200 km ကိုညာဘက်ကထားလိုက်တယ်။ဆိုတော့အောက်မှာလည်း10 liter ဆိုတော့ဒီနေရာမှာဒီချက်တော့ကဘယ်လိုတွက်မှာလဲဆိုတော့သူ့ရဲ့ဒီမှာပေးထားတဲ့ကီလိုမီတာလိုချင်တဲ့ဒီချက်တော့အခုလိုချင်တာကီလိုမီတာကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ပေးထားတဲ့ကီလိုမီတာကိုအရင်ဆုံးချပြီးရေးတယ်200 ကီလိုမီတာကိုရေးလိုက်ပြီးတော့ဒါဘသူအတွက်ကိုလိုချင်တာလဲဆိုတော့10 liter အတွက်ကိုလိုချင်တာအဲ့ဒါကြောင့်ဒီချက်ကဒီ10 liter နဲ့သူ့ကိုသွားပြီးတော့ဘာလုပ်ရမှာလဲဆိုတော့10 liter နဲ့သူ့ကိုသွားပြီးတော့ multiply ညှပ်ပြီးရ unit တွေအကုန်လုံးကိုထည့်မယ်ပြီးတော့သူ့ရဲ့ပေးထားတဲ့ဟာဒီချက်တော့ပထမဆုံးပေးထားတဲ့ဟာ25 liter နဲ့သူ့ကိုဘာသွားလုပ်မှာလဲဆိုတော့ division သွားလုပ်မယ်ပြီးတော့ဒီ liter ရဲ့သူ့ရဲ့ liter နဲ့ liter unit ချင်းကိုချဲ့လိုက်တယ်ချဲ့လိုက်တော့ဒီမှာဘာကျန်ခဲ့လဲဆိုတော့ kilometer သူ့ရဲ့ unit ကိုထည့်လိုက်တယ်ဆိုတော့ဒီညမှာတစ်ခုချင်းစီဒီချက်တော့ကကျင်းမယ်ဆိုတော့ဒီမှာ5 times 5 လီ25 5 2 လီ10ဒီမှာ5ရဲ့200ရဲ့ဆိုတော့ဒီချက်ဒီမှာ9တလီ9ဒီမှာဗာလဲ9လေးလီ20 9 3လီ3ဆို40 14နဲ့2နဲ့မြောက်တော့ဘယ်လောက်ထွက်လာမှာလဲဆိုတော့80 kmဒါဆိုလို့ရှိရင်ဒီချက်တို့က10 liter မှာသူကဘယ်လောက်အကွာဝေးကိုရမှာလဲဆိုတော့18 km အကွာဝေးကိုရမှာဒီချက်တို့ကတော့ဒါကတခါတည်းနဲ့တွက်လိုက်တယ်သူ့မှာတစ်ဆင့်ချင်း1 liter အတွက်ကိုခွဲပြီးတော့ဒါဟာတွက်လို့ရသေးတယ်ပေါ့နော်